Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ One Championship ကနေပြီးတော့ချပြလိုက်တဲ့တွဲဆိုင်တစ်ဆိုင်ပါသူကတော့ PK စင်ချိုင်းမွေထိုင်းဂျင်ကလူငယ် fighter ရော့ IQ ဖြစ်ပါတယ်နောက်ထပ်မှာတမေးတဲ့မေးနေကြတဲ့နာပါတီပါနာပါတီကပြန်မလာသေးဘူးလားနာပါတီကပြန်မလာသေးဘူးလားလို့ကျွန်တော်ကိုလည်းတော်တော်များများလာမေးကြတယ်ဆိုတော့ဒီနေ့မှာတော့အားလုံးစောင့်မျှော်နေကြတဲ့ထိုင်းတီးကြီးကတော့ရောက်ရှိလို့လာခဲ့ပါပြီ One Championship မှာဘသူဖင်ကိုအရင်ကန်ခံရမလဲဆိုတာကိုတော့ကျွန်တော်တို့စိတ်ဝင်စားစွာစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီပွဲကမေလ16ရက်နေ့မှာ1 Fight Night 43မှာကစားရမှာဖြစ်ပါတယ်အဲ့တော့နပါတီကထုံးစံအတိုင်းပဲသူ့ရဲ့ speed နဲ့အမြန်နှုန်းကိုတော့ဘယ် fighter မှလည်းရှင်နိုင်မှာမဟုတ်ဘူးမွေထိန်သမားတွေကိုတယောက်ပြီးတယောက်တဖြုတ်ဖြုတ်နဲ့အလဲထိုးတတ်တဲ့ fighter ပေါ့နော်ဒီတော့နပါတီအကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်နပါတီက1 championship မှာ9ပွဲထိုးထားတယ်ပေါ့နော်နှစ်ပွဲကို TKO နဲ့အနိုင်ရခဲ့တယ်ပေါ့အဲ့ဒီမှာ Ferrari တယောက်ပါမယ်နောက်ဆုံးထိုးထားတဲ့ပွဲကတော့ Ferrari ပေါ့နော် Ferrari ကိုပထမအကြီး10မိနစ်နဲ့54စက္ကန့်မှာအလဲထိုးထားခဲ့တာပါ record ကောင်းကောင်းတွေရှိတယ်တော်တော်ကြီးလဲအစွမ်းထက်တဲ့ fighter ဒီ3ပွဲ4ပွဲမြောက်ဒီနောက်ဆုံးပွဲ Ferrari ကိုနိုင်ပြီးတဲ့နောက်ပိုင်းမှာမှသူကဒီပွဲကိုစွန့်ခွာရတယ်ပေါ့နော်တာမြင့်စေးသုံးထားတာတွေးရှိမှုကြောင့်သူကပွဲကိုတစ်နှစ်အပိတ်ခံလိုက်ရတယ်ဆိုတော့အခုချိန်မှာတော့သူကပြန်လာပြီပြန်လာတော့ဒီလူငယ် fighter ရော့ IQ နဲ့လာတွေးပါတယ်ရော့ IQ ကဒီဘဲကိုဘယ်လိုရှင်မာလဲဆိုတဲ့အချက်လက်တွေကိုတစ်ချက်လောက်ပြန်စစ်ကြည့်ရအောင်ပေါ့နော်ရော့ IQ က1မှာ12ပွဲထိုးထားပြီးတော့သူရှုံးထားတဲ့ fighter ဆိုလို့အာလီစီဘာလီကိုတယောက်ကိုသာသူရှုံးထားဘူးတယ်ပေါ့နော်အဲ့ဒီတော့အဲ့ဒီပွဲအတွက်ကိုသူကကောင်းကောင်းကြီးပြန်ပြီးတော့ရှုံးကြွေးကိုပြန်ဆက်ချင်ခဲ့တာပါနောက်ဆုံးမှာတော့သူ့ရဲ့ဆန္ဒပြေဝသွားခဲ့တယ်ပေါ့နော်အာလီစီဘာလီကိုအလဲထိုးနဲ့အနိုင်ရပြီးတော့စာချုပ်ရသွားခဲ့ပါတယ်ဒီတော့စာချုပ်ရသွားပြီးတဲ့နောက်ပိုင်းမှာပွဲတယ်လာပေးတာကအားလုံးမြင်တဲ့အတိုင်းပဲနာပါတီနဲ့ပွဲကိုပေးတွေ့လိုက်တာပါဆိုတော့ Joy IQ အတွက်ခက်မလားလွယ်မလားဆိုတာကိုအဖြေထုတ်ရမယ့်အချိန်ရောက်လာပြီလို့ပြောလို့ရတယ်ပေါ့နော်ရော့ IQ ကဘယ်လို fighter တွေနဲ့ထိုးလာဘူးလဲဆိုတော့သူတွေ့လာတဲ့ fighter တွေအကုန်လုံးကနိုင်ငံခြားသား fighter တွေနဲ့ကြီးပဲသူတွေ့လာခဲ့တယ်မွေထိုင်းသမားထိုင်း fighter တယောက်မှကိုမကစားရဘူးပါဘူး17ယောက်ကသာအဲ့ဒီမှာသူ17ယောက်ကနိုင်ငံခြားသားတက်နဲ့ပဲသူတွေ့တယ်အကုန်လုံးကိုအနိုင်ရထားတဲ့ fighter စပီကောင်းပါတယ်မြန်ပါတယ်လှင်ပါတယ်လက်သီးပြင်းပါတယ်ဆိုတဲ့သူတွေကိုကြီးပဲအမှောက်သိပ်လာခဲ့တဲ့ fighter အနိုင်ရလာခဲ့တဲ့ fighter ပါပေါ့နော်နာပါတီကတော့3ပွဲမြောက်မှာဆူအာဘလက်ကိုအလဲထိုးပြီးတော့စာချုပ်ရသွားခဲ့တယ်ပေါ့နော်စာချုပ်ရသွားပြီးတဲ့နောက်ပိုင်းမှာနွန်အိုနဲ့တွေ့ခဲ့တယ်ဒီတော့နွန်အိုကိုအမှတ်နဲ့အနိုင်ရလိုက်တယ်ပေါ့နော်သူ့ရဲ့နောက်ဆုံးပွဲဖြစ်တဲ့2025မှာတော့ Ferrari နဲ့တွေ့ပြီးတော့ပထမအချီ10မိနစ်နဲ့54စက္ကန့်မှာအနိုင်ရလိုက်တယ်ပေါ့နော်အလဲထိုးနဲ့အနိုင်ရလိုက်တာပါအဲ့ဒီပွဲပြီးတာနဲ့ One Championship ကသူ့ကိုစစ်စစ်ချက်တွေလုပ်တယ်အဲ့ဒီမှာတခုခုတွေ့ရှိသွားပြီးတော့တစုံတဦးပေါ့ဗျာသူတို့တားမြင့်စေတခုခုကိုတွေ့ရှိသွားပြီးတော့သူ့ကိုစောနာကပြောခဲ့တယ်လို့ပဲတစ်နှစ်ပေးလိုက်ပါတယ်ဆိုတော့သူကအခုချိန်မှာလွန်ငိမ့်ချမ်းသာခွင့်နဲ့လွန်လာခဲ့တဲ့ fighter ဖြစ်တဲ့အတွက်ဘသူဖင်ကိုအရင်ကံမလဲဆိုတော့ရော့ IQ ရဲ့ဖင်ကိုပဲအရင်ကံမလားထွက်လာတာနဲ့ရော့ IQ ကပဲသူ့ဖင်ကိုပြန်ပိတ်ကံမလားဆိုတာကိုတော့ကျွန်တော်တို့စိတ်ဝင်စားစွာနဲ့ဒီပွဲကိုကြည့်ကြရမှာပဲဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့ကရောဒီပွဲကိုဘယ်လိုမြင်လဲဆိုတာကို comment မှာတစ်ချက်လောက်ရေးသွားပေးပါထိုင်းတွေကတော့သိတဲ့အတိုင်းပဲသူတို့နိုင်မှရတဲ့သူတွေပါဒီတော့နပါတီကဘယ် fighter ကိုမဆိုအလဲထိုးနိုင်တဲ့ power ရှိတယ်သူ့ရဲ့အတိအသာထင်ရှားဆုံးအချက်ကဘာလဲဆိုတော့ speed ပါ speed timing ကတော်တော်ကြီးကောင်းပါတယ်ဒီတော့ရော့ IQ တယောက်ဘယ်လိုခက်ခဲနဲ့ရင်ဆိုင်ရမလဲဆိုတာကိုတော့ကျွန်တော်တို့အတူတကွကြည့်ရှုကြရမယ်ပေါ့နော်ဒီတော့အဲ့ဒီပွဲနေကြရင်ကျွန်တော် live ရှိပါတယ် Telegram မှာထုံးစံအတိုင်းလွှင့်ပေးသွားမှာပါဆိုတော့မ join ရသေးရင်ကျွန်တော်ရဲ့ Telegram ကိုလာ join လို့ရပါတယ် link တွေပါတယ်ကျွန်တော်မှာတောင်းတဲ့သူတွေရှိတယ် link ပေးပါ link ချပေးပါလို့တောင်းတဲ့သူတွေရှိတယ်ဒါပေမဲ့ကျွန်တော် link ပေးလို့မရပါဘူးပေါ့နော်ဆိုတော့ဒီနားလေးမှာကျွန်တော် QR code လေးထည့်ပေးထားပါတယ်အဲ့ဒီ QR code ကို second ဖတ်ပြီးတော့ကျွန်တော် Telegram channel မှာပွဲတိုင်းလက်ဝဲပွဲတိုင်းကိုလာကြည့်လို့ရပါတယ်ဝယ်ပြီးကြည့်ရတဲ့ပွဲဖြစ်စေအခမဲ့ကြည့်လို့ရတဲ့ပွဲဖြစ်စေအကုန်လုံးကိုကျွန်တော်လွှင့်ပေးပါတယ်ဆိုတော့ okay ကျွန်တော်ကိုအားပေးတဲ့တဦးတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ဒီနေရာနေပြီးတော့ပြောချင်ပါတယ်အားလုံးကို
ကျေးဇူးအများကြီးတင်ပါတယ်